ရှိတုံးတန်ဖိုးထားကြပါဒီဇလန်လေးကနောင်တဆိုတဲ့အရာကိုဘတော်မှအဖို့မပြုခြင်းတဲ့သူတွေအတွက်ပါတခါတော့ကအလုတ်အရန်စူးစားတဲ့လူငယ်တစ်ယောက်ရှိတယ်သူကအောင်မြင်မှုနောက်ကိုပဲတဆိုင်မတ်မတ်လိုက်နေရင်အိမ်မမိပါရစီဖုံးဆက်ဖို့တောင်အချိန်မပေးနိုင်ခဲ့ဘူးအမေဖြစ်သူကဖုံးဆက်တိုင်းလဲအမေဟာတားအလုတ်ရှုံနေလို့နောက်မှပြောမယ်ဆိုပြီးဖုံးကိုအမြဲအရင်ချခဲ့တဲ့သူပေါ့သူစိတ်ထဲမှာတော့ငါပတ်စံတွေအများကြီးရှာနိုင်မှာအမေတို့ကိုကောင်းကောင်းထားမယ်လို့ပဲတွေးထားတာဒါပေမဲ့သူတခုမေ့နေတာကအောင်မြင်မှုကစောင့်ပေးနိုင်ပြီမဲ့ချီရတဲ့သူတွေရဲ့တက်တန်းကစောင့်မပေးနိုင်ဘူးဆိုတာပါပဲတနေ့မှာတော့သူစောင့်မျှော်နေတဲ့ယာဒူးတိုးစားလွာရောက်လာတဲ့အချိန်မှာပဲအင်းကဖုံးတစ်လုံးဝင်လာတယ်အဲ့ဒါကသူ့အမြဲတမ်းငင်းပယ်ခဲ့တဲ့အမေစီကဖုံးမဟုတ်ပဲအမေဆုံးရှုံးသွားပြီဆိုတဲ့တည်င်းစကားထင်နေခဲ့တယ်သူရှာထားတဲ့ပတ်စံတွေသူရလိုက်တဲ့ယာဒူးတွေကအမေရဲ့တာထမင်းစားပြီးပြီလားဆိုတဲ့စကားတခွန်းနဲ့လဲလို့မရတော့ဘူးဆိုတာသူသိလိုက်ရချိန်မှာတော့အရာအလုံးကနှုတ်ကျသွားခဲ့ပါပြီကျွန်တော်တို့ဟာအဝေးကကျဲတွေကိုလှမ်းကြည့်နေရင်လက်ထဲကစိန်ခဲတွေကိုလွတ်ချမိနေကြပါတယ်တန်ဖိုးထားရမယ့်အရာဟာအောင်မြင်မှုဆိုတဲ့အနာဂတ်မှာတည်းမဟုတ်ပဲဘေးနားမှာရှိနေတဲ့လက်ရှိလူလေးမှာလည်းရှိနေပါတယ်